300ကနေ3500ဒါဟာရုပ်ရှင်တွေကဇက်လန်းမဟုတ်ပါဘူးတကယ်ပြင်ပကကြောက်ဝိုင်းလောကမှာဖြစ်ပျက်ခဲ့တဲ့ကန်ထူးချင်းပါပဲဟုတ်ပါတယ်အခုမြင်တွေ့နေရတဲ့ကြောက်စိန်တုံးကိုမှော်တဲ့ကရေမဆေးသမားတွေစီကနေ300နဲ့အစုရှယ်ယာဝယ်ခဲ့ကြတာပါကြောက်လောကမှာရေမဆေးဆိုတာကကန်ဆန်းရအထက်ပိုပါတယ်ဒီချိန်မှာအားလုံးကစိုးရိမ်စိတ်တွေမျောလင်းချက်တွေနဲ့ပေါ့ရှင်သို့ပေမဲ့လည်းကြောက်ကိုစပြီးတော့တန်းစင်လိုက်တဲ့အခါမှာတော့ကြောက်ရဲ့အရေးအသွေးကတိတိတသားကောင်းမွန်နေလို့ချက်ချင်းဆိုသလိုဈေးကွက်ပေါက်စေ300ထိပေးလာကြပါတယ်ဒါပေမဲ့ကြောက်ရဲ့အလားအလာကိုယုံကြည်လို့ဆက်သွားဖို့ပဲဆုံးဖြတ်ခဲ့ကြပါတယ်ကြောက်ကိုဖျက်လိုက်တဲ့အခါမှာတော့3500ရရှိခဲ့ပါတယ်ရှင်ကြောက်စိန်လောကမှာမျက်စိရှိုံနဲ့လည်းမလုံလောက်ပါဘူးကန်တရားနဲ့တတိကလည်းလိုအပ်ပါတယ်ဒီလိုမျိုး300ကနေ3500ဖြစ်သွားတဲ့ဖြစ်ရမျိုးဟာလူတိုင်းစီကိုရောက်မလာနိုင်ပေမဲ့မှန်ကန်တဲ့ရွေးချယ်မှုကတော့ဘဝကိုပြောင်းလဲစေပါတယ်တင်ကောဒီလိုကြောက်မျိုးကိုတွေ့ရင်300မှာပဲရောင်းမလားဒါမှမဟုတ်ရင်ကြောက်ကိုဆက်ဖြတ်ပြီးတော့3500အထိဆက်တိုင်မလားဆိုတာကိုလည်း comment မှာခန့်မှန်းပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်